မြင်နေရတာတော့ Excel ဖြစ်ပါတယ်ဒီ Excel မှာဆိုလို့ရှိရင်အဓိကအသုံးများကြတဲ့ဒီ Excel ရဲ့ cell အကွက်ကလေးထဲမှာရှိတဲ့ data လေးတွေတို့ date တို့ time တို့ကို auto အလိုလျောက်ဖြည့်လို့ရတယ်ပေါ့နော်အဲ့ဒါကို auto filling system မှာဒီဥစ္စာကိုသုံးရတာလွယ်ပါတယ်ဘယ်လိုသုံးလို့ရတယ်ဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒါကတော့ Excel မှာရှိတဲ့ cell အကွက်ကလေးတွေပါကြည့်ရှုသူအနေနဲ့ဒီ cell အကွက်ကလေးတွေကိုခြုံလို့ချဲလို့ရပါတယ်ဘယ်လိုခြုံလို့ချဲလို့ရလဲဆိုရင်ညာဘက်အောက်ဘက်ကဘားကနေပြီးတော့ဒီဟာလေးကအပေါင်းလက္ခဏာလေးက zone in မှာပုံမှန်ပေးထားတဲ့ auto default က zone ကတော့100%ပေါ့နော်ဒီ zone လေးကိုခြုံကျင်နေချဲ့ကျင်နေဆိုရင်တော့ဒီအပေါင်းလေးက zone in မှာတစ်ချက်နှိပ်လိုက်တာနဲ့သူက 10% ထပ်တိုးသွားတာတွေ့ရပါတယ်ဒီညာဘက်ကဘယ်ဘက်က zone အောက်ဆိုအနှုတ်ကလေးကတစ်ချက်နှိပ်လိုက်တာနဲ့ zone က 10% စီပြန်ရော့သွားပြီးတော့ပြန်ကျုံသွားတာမြင်ရပါလိမ့်မယ်ပေါ့နော်လောလောဆယ်တော့ zone လေးကိုနည်းနည်းချက်ပြီးတော့ပေးထားပါမယ်ကြည့်လို့လွယ်အောင်ပေါ့နော်ဒီအဲ့ဆိုလို့ရှိရင် A1 နေရာမှာကျမတို့က1လို့ရေးလိုက်တယ် enter ခောက်လိုက်တယ်ဆိုလို့ရှိရင် A1 မှာ1ပေါ်ပြီအဲ့ဒီ A1 ကနေပြီးတော့ညာဘက်အောက်ဒီ cell အကွက်ကလေးညာဘက်အောက်တောင်လေးကနေပြီးတော့ဒီလိုအပေါင်းလေးပေါ်လာပြီဆို auto filling handle လေးဆွဲလိုက်ရင်တော့1ဆိုပြီးတော့ auto series လိုက်ပေါ်တာတွေ့ရပါမယ်တကယ်လို့ကိုက1မဟုတ်ဘဲနဲ့1စီပေါ်ကျင်တာမဟုတ်ဘူး1 2 3စတဲ့ auto ကိုအစင်လိုက်ပေါ်စေချင်တယ်ဆိုရင်တော့1ကိုရေးတယ်ညာဘက်ထောင်လေးကနေပြီးတော့အပေါင်းပါဝါလေးပေါ်လာတဲ့အခါမှာကျမတို့က control လေးဖိပြီးတော့ဒီလိုဆွဲလို့ရပါတယ်အဲ့မှာသတိထားမိလားမသိဘူးဒီညာဘက်တောင်အပေါင်းလေးမှာလေ control လေးနှိပ်လိုက်တာနဲ့ keyboard က control လေးကိုဖိလိုက်တာနဲ့အဲ့ဒီအပေါင်းလေးကသတိထားမိလားမသိဘူးပေါ့နော်အပေါ်မှာအပေါင်းလေးတစ်ခုထပ်ပြီးတော့မြောက်သွားတာတွေ့ရပါလိမ့်မယ်အဲ့ဒါကိုဒီတိုင်းလေးဆက်ဆွဲလို့ရပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့1 2 3 4ဆိုပြီးတော့ auto series တွေကိုအစင်လိုက်မြင်ရမှာဖြစ်ပါတယ်တကယ်လို့ကိုက control လည်းမသုံးချင်ဘူးဆိုလို့ရှိရင်တော့1 2ဆိုပြီးတော့ cell ကိုတော့နှစ်ခွက်လောက်ရိုက်လိုက်ပေါ့နော်နှစ်ခွက်လောက်ရိုက်လို့ရှိရင်အဲ့နှစ်ခွက်စလုံး select မှတ်မယ်auto fill ဆွဲလိုက် filling ဆွဲလိုက်မယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးအစင်လိုက်ကြာလာမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့1 2 3 4ပေါ့တကယ်လို့အဲ့လိုမဟုတ်ဘူးပေါ့နော်ခုနကလိုရှိပြီးသား1ဆိုပြီးတော့ပေါ့နော်ဒီတိုင်းလေးပဲဆွဲလိုက်လို့ရှင်တော့အကုန်လုံးက1ဖြစ်တယ်ဆိုတာတော့ခုနကတော့ပြောခဲ့ပါတယ်တကယ်လို့1ဖြစ်တာကိုမှားသွားတယ်ကိုကအဲ့လိုလိုချင်တာမဟုတ်ဘူး1 2 3 4 series လိုက်လိုချင်တယ်ဆိုလို့ရှင်တော့ဒီသူ့ကို select မှတ်လို့ရှိရင်ဒီမှာဘာရှိနေလဲဆိုလို့ရှိရင် auto fill option ဆိုတာရှိတယ်အဲ့ auto fill option မြားလေးကိုတစ်ချက်နှိပ်လိုက်ပြီးတော့ရွေးချယ်စရာတွေကကိုကseries တွေကိုအစင်လိုက်ဖြည့်ချင်တာဆိုရင်တော့ face series ကိုတစ်ချက်နှိပ်လိုက်လို့ရှင်เนาะဒီလို1 2 3 4ကိုအစင်လိုက်ပေါ်မှာဖြစ်ပါတယ်အဲ့တော့ပြန်ပြောမယ်ဆိုလို့ရှိရင်1 2 3 4တွေကို auto အစင်လိုက်ဖြည့်ချင်တယ်ဆိုလို့ရှိရင်เนาะပထမတက်နည်းကတော့1ကိုရေးလိုက်မယ်ဒီလိုမျိုးအပေါင်းလေးကိုနှိပ်တဲ့အခါမှာ control လေးခံနှိပ်လိုက်လို့ရှိရင်เนาะဒီလိုအစင်လိုက်ပေါ်တာတွေ့မယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်เนาะ1 2ဆိုပြီးတော့နှစ်ခုလောက်နှိပ်အဲ့နှစ်ခုစလုံးကို select မှတ်ဒီတိုင်းဆွဲလိုက်မယ်အဲ့ဆိုလို့ရှိရင်လည်းအစင်လိုက်ရမယ်တကယ်လို့အဲ့လိုမဟုတ်ဘူးဒီတိုင်းပေါ့နော်1ရေအော်တိုဖြစ်နေတယ်ဆိုလို့ရှိရင်လည်းကိစ္စမရှိဘူးဒါတွေကို select မှတ်ထားလို့ရှိရင်တော့ဒီညာဘက်အောက်တောက်မှာ auto fill option လေးပေါ်မယ်အဲ့ညာလေးကို click လိုက်ပြီးတော့တို့တွေက face series ကိုနှိပ်လိုက်လို့ရှိရင်လည်း1 2 3 4 auto ပေါ်သွားမှာဖြစ်ပါတယ်အဲ့တော့ formula ကတခုတည်းမဟုတ်ဘူးပေါ့formula တွေကကျွန်မပြောပြတာအပြင်အခြားသောတွေလည်းရှိပါတယ်အဲ့ထက်ကကိုမှတ်မိတယ်နှစ်သက်တယ်လွယ်ကူမဲ့ဆိုထင်တဲ့ formula လေးတစ်ခုသုံးလို့ရပါတယ်နောက်တစ်မျိုးကတော့1 2 3 4အစင်လိုက်လို့ကျွန်တော်မဟုတ်ဘူးဆိုကြပါစို့2 4ဆိုပါစို့စုံကိန်းတွေပဲလို့ကျင်တယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့မှာ2 4 6 8 auto ပေါ်ကျင်တယ်နှစ်ခွက် select မဲ့အစင်လိုက်စုံကိန်းတွေလည်းဖြစ်မှာပေါ့အဲ့လိုတော့နောက်တစ်မျိုးက30ဆိုကြပါစို့20တန်းစီတိုးသွားကျင်တယ်ဆိုလဲအဲ့လိုပါပဲ30စီတိုးအပေါင်းတိုးသွားတာကိုမြင်ရမှာဖြစ်ပါတယ်အဲ့တော့ဒီ Excel ကကိန်းဂဏန်းနေတယ်မဟုတ်ဘူးနောက်တစ်ခုကဆိုကြပါစို့ရက်စွဲတွေပေါ့နော် MONDAY Monday ပေါ့အဲ့ဒီ Monday ကိုလည်းပဲဒီတိုင်းလေးဒီ auto filling ဆွဲလိုက်လို့ရှိရင်ဒီလို Sunday လို့ Monday Tuesday Wednesday အစရှိပြီပေါ့နော်ဒေးတွေကိုလည်းအစင်လိုက်လာတယ်အဲ့ဒီဒေးတွေမှာကိုကခုနကလိုအရှိမရေးချင်လို့အတူရေးချင်တယ်ဆိုလို့ရှိရင်လည်းပဲဒါဆိုရင်တော့အတူလေးတွေရေးပြတာဖြစ်ပါတယ်အဲ့လိုပါပဲ January ပေါ့နော် January ဆိုလို့ရှိရင်လည်းကျမတို့ကအဲ့လိုပဲဒီတိုင်းလေးဆွဲသွားမယ်
အဲ့လိုပဲဒီမှာလတို့မှာ Monday တို့ January တို့ February တို့အစရှိသဖြင့်ကိုတော့ auto filling လုပ်ချင်တယ်ဆိုရင်တော့ control ခံစရာမလိုပါဘူးရှင်တမျိုးကရက်ဆွဲလေးတွေပေါ့ရက်ဆွဲရေးချင်တယ်ဆိုကြပါစို့1မြင်းဆောင်12မြင်းဆောင်25ဆိုကြပါစို့ဒါကိုရက်ဆွဲနေနဲ့တတ်မှတ်ချင်တယ်ဆိုလို့ရှိရင်တော့ကျမတို့ကဒီ date ကနေပြီးတော့long date ဆိုလို့ရှိရင်တော့ရက်ဆွဲအရှိပေါ့နော်ဒီလိုမျိုးJanuary 12ရက်2025တွားကြည့်မယ်ဆိုရင်တော့ Sunday ကြတယ်ပေါ့နော်အဲ့လိုမျိုးလေးရှိတယ်တကယ်လို့အဲ့လိုမဟုတ်ဘူးကိုလိုချင်တာက date format နောက်တစ်မျိုးဆိုလို့ရှိရင်တော့ home tab မှာရှိတဲ့ဒီ cell group က format ကနေပြီးတော့ format cell ကိုယူလို့ရတယ်အဲ့ဒီမှာဒီဘက်မှာ date ရှိပြီးတော့ဒီမှာကိုက date ကိုဘယ်လိုလိုချင်တာလဲဒီလိုရက်စွဲလေးရဲ့လောက်ကိုအတူကောက်ရေးပြီးတော့ဒီဘက်စုံစုံမှာခုနှစ်ကိုလည်းအတူကောက်ပါစေခြင်းနဲ့ဆိုဒီလိုယူပေါ့နော်ဒီမှာလိုရွေးချယ်စရာအများကြီးပိုရှိတာပေါ့လေโอเคဒါဆိုရင်တော့12 January 25လို့ပေါ်နေမယ်အဲ့ဒါကိုကျမတို့တွေက auto face ဆွဲမယ်ဆိုပါစို့ control ခံစရာမလိုပါဘူး12 January 30 January 40 January ဆိုပြီးတော့ရက်စွဲလေးတွေက slow လျောက် auto အစင်လိုက်တွေ့ရမှာဖြစ်ပါတယ် January ဒီရက်စွဲလေးတွေကိုနောက်တစ်မျိုးอ่ะပေါ့နော်ရက်စွဲလေးတွေကိုဒီတရက်ချင်းစီတိုးသွားချင်တာမဟုတ်ဘူးဒီ12 January အတိုင်းကိုပဲcontrol လေးခံဆွဲလိုက်တယ်ဆိုလို့ရှင်เนาะသူကြတော့ကိန်းကနန်းနေနဲ့မတူဘဲနဲ့သူကတော့ပြောင်းမြန်ပေါ့เนาะ control ခံဆွဲရင်เนาะရက်ကလေးကိုပုံမှန်ပေါ့ဒီရက်ကလေးတွေအတိုင်းပဲသူက auto fill လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်เนาะ exam မှာအခြေခံကြပြီးတော့အသုံးများတဲ့ auto fill ဆွဲတဲ့ auto filling တွေလုပ်တယ်ဆိုတာကိုသိသွားပြီဖြစ်ပါတယ်နောက်တစ်ပိုင်းမှာဆိုလို့ရှိရင်လည်းပဲနောက်တဲ့အကျိုးရှိမဲ့သင်ခန်းစာလေးတွေကိုဆက်ပြီးတော့ပြပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်နောက်ဗီဒီယိုတွေမှာတွေ့ကြမယ်เนาะအားလုံးပဲဒီကောင်းချမ်းပါကြပါစေ bye